နေကင်းတစ်ခုမှာဟတ်ဆောင်ကအမိုက်ပြည့်ရင်နဲ့ဂယုမဆိုင်တဲ့မိဘတွေနဲ့အားငယ်စိတ်ရှိတဲ့လူမှုဖူလုံရေးចောင်းသားတွေအကြောင်းဆရာတွေပြောနေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီစရင်ထဲမှာမစ္စတာကင်ကဂျီဝူးကိုပါထည့်သွင်းထားတာပါ။ဂျီဝူးကသူ့ကိုကျူရှင်ပြန်တင်ပေးဖို့လာတောင်းဆိုတဲ့အခါဟတ်ဆောင်ကကြောင်းပြောင်းတာပိုကောင်းကြောင်းနဲ့ကိုတနာနေတာဟာအလားအသဖြစ်စေတဲ့အရာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဂျီဝူးကတခြားသူတွေရတဲ့အခွင့်အရေးမျိုးသူမရတဲ့အတွက်ဘလောက်အထိဒေါသထွက်ရကြောင်းရှင်းပြတဲ့အခါဟတ်ဆောင်ကလက်ခံလိုက်ပြီးစတော်ဘယ်ရီနို့နဲ့ပဲတင်တန်းကြီးပေးဖို့ပြောခဲ့ပါတယ်။နောက်နေ့မှာတော့ဟတ်ဆောင်ဟာတောင်ကိုရီးယားကိုသူရောက်လာအောင်ကူညီပေးခဲ့တဲ့တငယ်ချင်းအန်ဂီချော့စီကိုတွားလည်ပါတယ်။သူတို့နှစ်ယောက်အတူတူကစားရင်းဘဝအကြောင်းတွေစကားပြောဖြစ်ကြပါတယ်။ဒီချော်ကဟတ်ဆောင်လိုအပ်နေတဲ့မိအိမ်တွေကိုလက်ဆောင်ပေးပေမဲ့ဟတ်ဆောင်ကတော့လက်ကားမယူပဲပတ်စံပေးပြီးဝယ်ယူခဲ့ပါတယ်။ညရောက်တဲ့အခါဟတ်ဆောင်ဟာအဲ့ဒီမိအိမ်တွေကိုစွန့်ပစ်ထားတဲ့တခွဲခန်းထဲမှာထားပြီးဂျီဝူးကိုလှုပ်ဝက်တင်ပေးဖို့ပြင်ဆင်ပါတယ်။ဂျီဝူးလိုက်နာရမယ့်စီကံ3ချက်ရှိပါတယ်။ဒီတင်တန်းအကြောင်းဘယ်သူမှမသိစေရနှစ်တင်ချာကလွယ်လို့တခြားမေးခွန်းတွေမမေးရ3အမှတ်တွေဒါမှမဟုတ်စာမေးပွဲတွေအကြောင်းမပြောရပါဘူး။ဂျီဝူးကစီကံတွေကိုလိုက်နာဖို့ကတိပေးပြီးနောက်ဟတ်ဆောင်ကပထမဆုံးလေ့ကျင့်ခန်းအဖြစ်တီးကန်ရဲ့ area ရှာခိုင်းပါတယ်။ဂျီဝူးကဒါဟာအလဲတန်းအဆင့်မေးခွန်းပဲဆိုပြီးချက်ချင်းဖြေလိုက်ပေမဲ့ဟတ်ဆောင်ကတော့သူမားနေကြောင်းဆက်ဝိုင်းတစ်ခုဆွဲပြီးထောက်ပြခဲ့ပါတယ်။ဂျီဝူးကအလိန်ခံရတယ်လို့ခံစားရပြီးမတရားဘူးလို့ထင်ပေမဲ့ဟတ်ဆောင်ကတော့ပြဿနာကိုချင်းကပ်ပုံမားနေတာကိုပြောချင်တာပါ။အဖြေကိုရှာဖို့ကအရေးကြီးပေမဲ့မေးခွန်းကဘာလဲဆိုတာကိုနားလည်ဖို့ကပိုအရေးကြီးကြောင်းတင်းချဆိုတာအဖြေရှာတဲ့လုပ်ငန်းစဉ်သာဖြစ်ကြောင်းရှင်းပြပါတယ်။ဂျီဝူးနားလည်သွားတဲ့အခါဟတ်ဆောင်ကသူ့ကိုအက်ဆလာလို့ခေါ်လိုက်ပြီးသူတို့ငယ်ငယ်ကစူးရခဲ့တဲ့ပုံရိပ်တွေကိုပြန်မြင်အောင်သွားပါတယ်။အက်ဆလာဆိုတာသေးငယ်ပြီးအရေးမပါတဲ့အရာလို့အဓိပ္ပာယ်ရပါတယ်။တင်တန်းပြီးတဲ့အခါဂျီဝူးသွားစရာမရှိသေးတာကြောင့်ဟတ်ဆောင်ကသူ့စီမှာခဏတည်းကိုခွင့်ပြုလိုက်ပါတယ်။ဟတ်ဆောင်ဟာတက်ဆက်အဟောင်းလေးနဲ့ကနဝင်တေးဂီတနားထောင်ရတာဝါသနာပါမန်းဂျီဝူးတည်သွားပြီးသူတို့နှစ်ယောက်ဂီတအကြောင်းစကားပြောရင်းဟတ်ဆောင်ရဲ့အတိတ်အကြောင်းကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။တက်ဆက်ကအတန်မကြည်တော့တာကြောင့်ဂျီဝူးကသူ့ဖုန်းနဲ့တချင်းဖွင့်ပေးလိုက်ရာအတန်ရည်သွေးကောင်းမှုကြောင့်ဟတ်ဆောင်တယောက်နှစ်ချိုက်အိပ်ပျော်သွားပါတော့တယ်။